အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အင်ဒိုတဲကားလေးတစ်ကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်းဆာမှာဒေါသထွက်နေတဲ့လူအုပ်ကြီးဟာဂျာရိုရဲ့အိမ်စီကိုဥတီလာနေတာကိုတွေ့ရပါတယ်အင်းဒီချင်းချိုကသူတို့ကိုတားဆီးဖို့စူးစမ်းပေမဲ့လူအုပ်ကတော့သူတို့ကိုပိတ်ရက်သူမှန်သမျှကိုရဲရဲဆက်ဆက်တပ်ဖြတ်ပစ်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဂျာရိုရဲ့ဇနီးဝတီကကလစ်မျိုးပါနေပါတယ်ဒါပေမဲ့ခဏကြာမှပဲသူမကနာကျင်မှုကိုထပ်မံခံစားလိုက်ရတဲ့အတွက်အမီနာကစစ်ဆေးကြည့်လိုက်တဲ့အခါမှာအမွာလေးတွေဖြစ်နေမှန်းကိုသတိရလိုက်ပါတယ်ဒါကိုကြားတော့သူတို့နှစ်ယောက်လုံးစိတ်လှုပ်ရှားသွားကြပေမဲ့အဲ့ဒီအချိန်မှာလူအုပ်ကြီးကသူတို့ရဲ့အိမ်ရှိကိုရောက်လာခဲ့ပါပြီ။ဂျာရိုကဘရင်ဘောက်ကနေချောင်းကြီးလိုက်တဲ့အခါသူတို့ကအင်ကိုမီရှို့ဖို့ပြင်ဆင်နေတာကိုမြင်လိုက်ရပေမဲ့သူတို့ခေါင်းဆောင်ကလူရောင်းကိုညင်ညင်နေဖို့ပြောပြီးဂျာရိုကိုအပြင်ထွက်လာဖို့ခေါ်လိုက်ပါတယ်။ဂျာရိုကလူအုပ်ကြီးကိုအင်ကိုမီမရှို့ခင်မှာမွေးကင်းစကလေးကိုကာကွယ်ထားဖို့အမီနာကိုမှာကြားခဲ့ပါတယ်။ဂျာရိုကသူတို့ကိုရင်ဆိုင်ဖို့အပြင်ကိုထွက်လာခဲ့ပေမဲ့သူတို့ကချက်ချင်းတိုက်ခိုက်ပြီးတော့သူ့ကိုဖမ်းဆွဲကလဲပင်းလှီးပြီးတော့တပ်ဖြတ်ပစ်လိုက်ကြပါတယ်။အဲဒီနောက်သူတို့ခေါင်းဆောင်ကအိမ်ထဲကိုလမ်းလျှောက်ဝင်သွားပြီးဝဒီကိုခံစားလိုက်စမ်းလို့ပြောပါတယ်။ဝဒီကသူမဘာမှလုပ်ခဲ့လို့လဲလို့မေးပေမဲ့သူကဘာမှပြောမဖြေပဲထွက်သွားပါတယ်။အမီနာကလေးတယောက်ကိုချီပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဝေးတနေရာနေအိမ်တအိမ်လုံးမိဟုံးတောက်နေတာကိုသူမကြည့်နေစင်မှာပဲအတွင်းထဲကနေဝဒီရဲ့နာကျင်လာတဲ့အော်ဟက်တန်တွေပက်တင်ထက်နေတာကိုကြားနေရပြီးတော့အဲ့ဒီမြင်ကွင်းဟာအဆုံးသတ်သွားခဲ့ပါတယ်။နှစ်တော်ကြာပြီးနောက်ဘော်ရာဆောင်တစ်ခုမှာအဇီဇာဟာမနှက်ပြန်အားလည်းရဲ့အိမ်ပြန်ဖို့အတွက်အထုပ်တွေပြင်းနေပါတယ်။ဒါပေမဲ့သူမရဲ့တငယ်ချင်းဆာရာမှာတော့မိဘမရှိတဲ့အတွက်အကြောင်းမှာပဲနေခဲ့ရမှာပါ။အဲ့ဒီညနောက်ပိုင်းမှာဆာရာဟာသူတို့ရဲ့အိတ်ဆောင်ထဲမှာအမျိုးသမီးတစ်ယောက်ငိုနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။တည်ကျင်စိမ့်နဲ့ဘသူလဲဆိုတာစစ်ဆေးဖို့ဖြည်းဖြည်းချင်းချစ်ကပ်သွားပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးလှည့်ကြည့်လိုက်တဲ့အချိန်မှာဆာရာဟာအော်ဟိန်နဲ့ရုတ်တရက်လန့်နိုးလာပါတယ်။အဇီဇာဟာသူမစီပြေးလွှားလာစစ်ဆေးပြီးတော့ဘာဖြစ်တာလဲလို့မေးတဲ့အခါဆာရာကကလေးတယောက်ချီထားတဲ့အမျိုးသမီးတယောက်ကသူမကိုအိမ်ပြန်လာခဲ့လို့ပြောတာမြင်လိုက်ရကြောင်းပြောပြပါတယ်။အဇီဇာကဒါဟာအိမ်မဆိုးတစ်ခုသာဖြစ်ကြောင်းပြောပြီးသူမကိုနှစ်သိမ့်ပေးလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ကျောင်းသားအားလုံးဟာအားလရဲ့အတွက်အိမ်အသီးသီးကိုပြန်သွားကြပါတယ်။လူတိုင်းထွက်ခွာသွားပြီးနောက်မိကဆာရက်စီတွားပြီးတော့စားစရာတစ်ခုခုလိုအပ်ရင်သူတို့အိမ်ကိုအမြဲလာလို့ရကြောင်းပြောပါတယ်။ဆာရာအနေနဲ့အားလည်းရမှာသူမကိုအိမ်တန်ရှင်းရေးလူကိုလုပ်ပေးနိုင်တယ်လို့အနားယူခြင်းရင်ဒါမှမဟုတ်အိတ်ချင်းရင်လည်းသူတို့ရှိမှတဲခိုလို့ရကြောင်းပြောပါတယ်။အဲဒီညမှာဆာရာအိတ်ဆောင်ထဲမှာတယောက်တည်းရှိနေစင်မှာပဲမျိုးသမီးတယောက်ရဲ့အတန်ကသူမကိုအိမ်ပြန်လာခဲ့လို့ခေါ်နေတာကိုကြားလိုက်ရပါတယ်။သူမတုံလို့သွားပြီးတော့အခန်းထဲကိုစိုးရင်တကြီးလှည့်ကြည့်ပေမဲ့ဘူးမှမရှိနေပါဘူး။သူမတကားစီကိုတုံဆိုင်နဲ့လှမ်းသွားရင်အခန်းထဲကိုဟိုတီတီရှောက်ကြည့်နေစင်မှာအတန်ကထက်ထွက်လာပြီးကလေးချီထားတဲ့အမျိုးသမီးကသူမကိုအတင်းခုံအောင်လိုက်တဲ့အတွက်ဆာရာဟာကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်။ဆာရာဟာတိုင်ရဲ့အမြင့်မှာကတ်တွယ်နေတာကိုတွေ့လိုက်ရပြီးဆာရာကကျမအိမ်ပြန်ရှင်တယ်လို့တိုးတိုးလေးပြောနေပါတယ်။အဲဒီနောက်သူမဟာတိုင်ပေါ်ကနေပြန်ဆင်းလာပြီးအဲ့ဒီစကားကိုပဲတက်ကရင်မိစီကိုခုံအောဖို့လှုပ်လိုက်ပေမဲ့ကီကအချိန်မဝင်ရောက်တားဆီးလိုက်တဲ့အတွက်ဆာရာဟာသူမထဲမှာတခုခုရှိနေတယ်လို့မျိုးတတိလစ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာကီဟာဆာရာနဲ့အတူထိုင်ပြီးတော့အခုကအချိန်ကောင်းဖြစ်တဲ့အတွက်သူမကိုတခုခုပြောပြချင်ကြောင်းဆိုပါတယ်။အဲဒီနောက်နီကဆာရာကိုခောက်ထားတဲ့စာရွက်တစ်ရွက်ပေးလိုက်ပြီးဒါဟာအမီနာနေထိုင်တဲ့နေရာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ဆာရာဖွင့်ကြည့်လိုက်တဲ့အခါအတွင်းမှာပုံဆွဲထားတာကိုပဲတွေ့ရပါတယ်။ဒိဗယ်ကိုမေးတဲ့အခါမှာတော့သူမငယ်ကလေးတွေကကီနဲ့နီတို့ဟာ101 game မှာနေထိုင်ခဲ့ကြပြီးအမီနာကသူမကိုသူတို့စီခေါ်လာခဲ့တာဖြစ်ကြောင်းသူတို့ကသူမကိုစောင့်ရှောက်ပြီးအနောက်ပိုင်းမှာဒီဘော်ရာဆောင်ကိုခေါ်လာခဲ့တာဖြစ်ကြောင်းကီကရှင်းပြပါတယ်။ဆာရာကအမီနာကိုရှောင်ဝင်ပေးမလားလို့မေးတဲ့အခါကီကခေါင်းညှိပြပါတယ်။ဆာရာဟာသူမရဲ့အတိတ်အကြောင်းကိုသိဖို့အတွက်101ရွာကိုစိတ်လှုပ်ရှားစွာရောက်ရှိလာပြီးမျိုးသားတစ်ယောက်ကိုဟတ်ဆန်ရဲ့သမီးအဇီဇာကိုရှာနေတာဖြစ်ကြောင်းပြောပါတယ်။အဲ့လူကဘော်ရာဆောင်ကတယောက်လားလို့မေးတဲ့အခါဆာရာကသူမဟာအဇီဇာရဲ့အတန်းဝဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။အဲ့လူကသူမကိုဟတ်ဆန်ရဲ့အိမ်ကိုလိုက်ပို့ပေးပါတယ်။အဇီဇာဆာရာကိုထိုနေရာမှာတွေ့လိုက်ရအရန်ထိမ့်လန့်သွားသလိုအရန်လဲဝမ်းသာသွားပြီးဝမ်းသာအားရခုန်ပေါက်နေပါတယ်။သူမကဆာရာကိုချက်ချင်းအိမ်ထဲခေါ်သွားပြီးတော့ဘလို့ရောက်လာတာလဲလို့မေးပါတယ်။ဆာရာကတော့ဒါဟာဇလန်းရှည်ကြီးဖြစ်ကြောင်းနောက်မှအကုန်ရှင်းပြမယ်လို့ပြောပါတယ်။အဇီဇာကဆာရာကိုစားစရာတခုခုသွားစားဖို့အပြင်ခေါ်လာတဲ့အခါမှာကောင်းလေးတယောက်ကအဇီဇာကိုဒီမှာအစ်စ်လားလို့မေးပါတယ်။သူမဟာတကယ်တော့ဒီဒေသခံဖြစ်ပြီးဘော်ရာဆောင်မှာပဲတွားနေနေတာလို့ပြောပါတယ်။အဲ့နောက်ဆာရာကိုမိတ်ဆက်ပေးပြီးကောင်းလေးကလည်းသူ့ကိုယ်သူ magic လို့မိတ်ဆက်ကသူဒီမှာရှိနေတာ2လရှိပြီလို့ပြောပါတယ်။သူဒီမှာလှုပ်တာလားလို့အဇီဇာကမေးတဲ့အခါသူကလူမှုရေးစိတ်ကမှအလုပ်တင်ဆင်းနေတာလို့ပြောပါတယ်။နောက်ပိုင်းမှာဟတ်ဆန်ဟာဆာရာနဲ့တွေ့ဆုံပြီးအဇီဇာကသူမအမြဲပြောပြနေတဲ့အခန်းပေါ်ဖြစ်ကြောင်းစိတ်လှုပ်ရှားစွာပြောပြပါတယ်။သူတို့ထိုင်နေစဉ်မှာဆာရာကအဇီဇာကိုကီကသူမရဲ့မိဘတွေအကြောင်းပြောပြလိုက်ပြီးဖြစ်ကြောင်းအသက်2နှစ်အရွယ်မှာအမီနာဆိုတဲ့အမျိုးသမီးကသူမကိုဘော်ရာဆောင်ကိုခေါ်လာခဲ့တာဖြစ်ပြီးအမီနာဟာဒီရွာမှာနေထိုင်ခဲ့ဘူးကြောင်းပြောပြပါတယ်။သူမကအဇီဇာအဖေကတခုခုသိနိုင်မလားလို့မေးပါတယ်။အဇီဇာကဟတ်ဆန်ကိုအမီနာဆိုတဲ့လူကိုသိလားလို့မေးတဲ့အခါသူကမသိကြောင်းနဲ့ဒီနာမည်ကိုတခါမှမကြားဘူးကြောင်းပြောပါတယ်။ဆာရာဟာအမီနာကိုရှာမတွေ့မချင်းဒီမှာနေမယ်လို့အဇီဇာကပြောပါတယ်။ဒါပေမဲ့ဟတ်ဆန်ကသူကတယောက်တည်းနေတာဖြစ်ပြီးမိန်းကလေးတယောက်ရုတ်တရက်သူ့အိမ်မှာလာနေရင်လူတွေကအတင်းပြောကြလိမ့်မယ်လို့ဆိုတာချက်ချင်းညင်းဆိုပါတယ်။အဇီဇာကဆာရာဟာသူမရဲ့အခန်းမှာပဲအိမ်မှာဖြစ်ကြောင်းပြောပြီးအိမ်ထဲကိုပြန်ဝင်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဟတ်ဆန်ကသူမကိုတားဆီးပြီးသူကမရဘူးလို့ပြောပြီးသားဖြစ်ကြောင်းအဇီဇာကဆာရာကိုမပြောရင်သူကိုယ်တိုင်ပြောမယ်လို့ဆိုပါတယ်။ သူ
သူကအိမ်ထဲဝင်ပြီးဆာရာကိုသူတို့အိမ်မှာနေတာကိုသူကလက်ခံပေမဲ့ဒီရွာကလူတွေကအရန်အထိပါမခံကြဘူးလို့ရှင်းပြပါတယ်။အပြင်လူတွေအများကြီးဟာလက်မထက်ထားပဲရလာတဲ့ကလေးတွေကိုလာပြီးတက်တိစိတ်ဖြတ်ကြလေးရှိပြီးသူမသာဒီမှာနေလူတွေကတန်တရားဖြစ်စရာတစ်ခုခုရှိနေရဲ့လို့ထင်သွားနိုင်ကြောင်းပြောပါတယ်။ဆာရာကနားလည်သွားပြီးသူမဟာအမီနာကိုရှာဖို့လာတာဖြစ်ပြီးအပျော်လာနေတာမဟုတ်ဘူးလို့အဇီဇာကိုပြောပါတယ်။အဇီဇာကသူမအဖေဘာတွေပြောနေမှတော့မသိဘူးဆိုပြီးတော့တောင်းပန်ပါတယ်။နောက်တော့လမ်းလျှောက်နေဆာရာကဝေးပြူဆောင်ကဗမာလဲလို့မေးရာအဇီဇာကသူမကိုယ်တိုင်တော့မမြင်ဘူးတာကြာပြီဖြစ်ပြီးအခုဆိုဘယ်သူမှမသွားရတော့ဘူးလို့ပြန်ဖြေပါတယ်။သူတို့ဆွမြစ်ထားတဲ့ဝေးပြူဆောင်သွားကြပြီးတော့အဇီဇာကနေရာတန်ရှင်းလုပ်ဖို့လိုနေတာဖြစ်ကြောင်းဆာရာကတပြက်စီလဲပြီးသူမကကြမ်းတိုက်ပေးမယ်လို့ပြောပါတယ်။သူမကဒီညဆာရာနဲ့အတူလာနေပေးမယ်လို့လည်းပြောပါတယ်။အဇီဇာအပြင်ထွက်တဲ့အခါသူမအဖေရောက်လာပြီးဘာလုပ်နေရလဲလို့မေးပါတယ်။သူမကဒီမှာနေမယ်လို့ပြောပေမဲ့သူကအိမ်ကိုအတင်းပြန်ခေါ်သွားပါတယ်။အဇီဇာကဆာရာစီပြန်သွားပြီးသူမပြန်ရတော့မယ်လို့ပြောကနှုတ်ဆက်လိုက်ပါတယ်။နောက်ပိုင်းမှာအဒရစ်ဟာလေထဲမှာဝဲနေတဲ့တဲမောက်မြင်လိုက်ရတဲ့အခါကြောက်လန့်တကြားတုန်လှုပ်သွားပါတယ်။သူကတုံရင်နေတဲ့အတန်းနဲ့ကာရီယိုကိုကြည့်ဖို့ပြောပြီးသူလည်းကြောက်လန့်တကြားခုန်သွားပါတယ်။အဲ့ဒီမျိုးသမီးဟာသူတို့စီကိုခုံအောင်လိုက်တဲ့အခါသူတို့နှစ်ဦးလုံးထိတ်လက်တုန်လှုပ်ပြီးတယောက်ပေါ်တယောက်လဲကျရင်အော်ဟစ်ကထွက်ပြေးသွားကြပါတယ်။သူတို့ကဟတ်ဆန်စီကိုအပြေးလာသွားပြီးကွန်တီလန်နက်ကိုမြင်ခဲ့ကြောင်းပြောပါတယ်။ဟတ်ဆန်ကသူတို့ကိုမယုံပါဘူး။ဒါပေမဲ့အဲ့ဒီဝိညာဉ်ကဝတီနဲ့အတိအကျတူနေတယ်လို့သူတို့ကကြိမ်ပြောတဲ့အခါဟတ်ဆန်ကရက်တန်သွားပြီးသူတို့ဘက်လှည့်ကအခုလေးနေရောက်လာတဲ့မိန်းကလေးအစ်စ်ကိုမှတ်မိလားလို့မေးပါတယ်။သူမဟာဝိပုဆောင်မှနေနေတာဖြစ်ပြီးဒီရွာကိုတကယ်ပဲဘေးကင်းအောင်ထားခြင်းသူမကိုစောင့်ကြည့်ထားတင်တယ်လို့ပြောပါတယ်။နောက်တနေ့မှသူတို့ဈေးကိုသွားကြပြီးတော့ဈေးသက်တယောက်နဲ့စကားပြောနေတဲ့အချိန်မှာအဖွားကိုတယောက်သူတို့နောက်ကနေဖြတ်သွားတဲ့အခါဆာရာထူးဆန်းတဲ့အငွေတက်တစ်ခုကိုခံစားလိုက်ရပါတယ်။အဇီဇာကဈေးတဲ့ကိုအမီနာအကြောင်းမေးတဲ့အခါသူမကဒီရွာမှာနေတာအမီနာတယောက်ပဲရှိကြောင်းဒါပေမဲ့သူမကိုမတွေ့တဲ့အရန်ကြာပြီဖြစ်ကြောင်းပြန်ဖြေပါတယ်။ဆာရာကအဇီဇာကိုအဖွားကြောင်းမေးတဲ့အခါအဇီဇာကသူမဟာဒါမီဖြစ်ပြီးစုံကိုဝေတူဖြစ်ကြောင်းပြောပြပါတယ်။သူမကဒီရွာလူတွေဟာဖျားထက်မော့အတက်ကိုပိုယုံကြည်ကြကြောင်းဒါကြောင့်လည်းဝတ်ပြူဆောင်ကိုဆွန့်ပြေးလိုက်တာဖြစ်ကြောင်းပြောပါတယ်။နောက်ပိုင်းမှာဒါမီကအပေါက်လေးတစ်ခုကနေစားစရာပကံကိုပြစ်ထည့်ပေးလိုက်ရာအတွင်းထဲကနေတုံရင်နေတဲ့လက်တစ်ဖက်က track ယူလာတာကိုတွေ့ရပါတယ်။အဇီဇာနဲ့ဆာရာတို့ဟာလမ်းမှာကျင်းနဲ့ဆုံးကြပြီးအဇီဇာကသူမစေးကန်းကိုတရက်လောက်လာလဲလို့ရမလားလို့မေးပါတယ်။မာဂျစ်ကရတာဘောလို့ဖြေပြီးဆာရာကလည်းနောက်မှသူတို့ဝင်လာခဲ့မယ်လို့ပြောပါတယ်။ဒါကမာဂျစ်ကိုအမီနာဆိုသူကိုတိလာလို့မေးပေမဲ့သူကဒီနာမည်ကိုတစ်ခါမှမကြားဘူးလို့ပြောပါတယ်။အဇီဇာကအမီနာဟာဆာရာရဲ့ဆွေမျိုးဖြစ်ပြီးတော့မတွေ့ရတာကြာပြီဖြစ်ကြောင်းရှင်းပြပါတယ်။မာဂျစ်ကလူသိမ့်မလာတဲ့အတွက်စေးကန်းအချက်လက်တွေကိုစစ်ဆေးပေးနိုင်ကြောင်းအကြံပြုပါတယ်။နောက်ပိုင်းမှာလင်ဒါကမာဂျစ်ကိုကျေးဇူးတင်ပြီးသူမအိမ်မှာနေလေသာစားဖို့ဖိတ်ခေါ်ပေမဲ့မာဂျစ်ကအပြင်မှာစောင့်နေတဲ့အဇီဇာနဲ့ဆာရာကိုတတိထားမိသွားပါတယ်။လင်ဒါကမျက်စောင်းထိုးပြီးစိတ်ပြက်စရာပဲလို့ထွက်သွားပါတယ်။လင်ဒါထွက်သွားပြီးနောက်အဇီဇာကအမီနာအကြောင်းတစ်ခုသိရပြီလားလို့မေးတဲ့အခါမှာမဂျစ်ကစေးကန်းချက်လက်တွေကိုစစ်ဆေးပြီးပြီဖြစ်ပေမဲ့အမီနာဆိုတဲ့နာမည်မရှိကြောင်းပြောပါတယ်။ဆာရာကဒါမီအကြောင်းသိလားလို့မေးစင်မှာပဲဟတ်ဆန်ရုတ်တရက်ရောက်လာပြီးဆာရာကိုရှာနေရလို့ပြောကသူမရဲ့လက်ကိုအတင်းဆွတ်ခေါ်ပြီးခေါ်ထုတ်သွားပါတယ်။မဂျစ်ကဆာရာကိုဝေပြူဆောင်ကိုလိုက်ဖို့ပေးပြီးသူမတကယ်ပဲဒီမှာနေမှာလားလို့မေးကစေးကန်းမှာလာနေဖို့အကြံပြုပေမဲ့ဆာရာကလူတွေအထင်လွဲမှာကိုစိုးရိမ်တယ်လို့ပြောပါတယ်။မဂျစ်ကသူမနဲ့အမီနာနဲ့ဘလို့ပတ်သက်တာလဲလို့မေးတဲ့အခါဆာရာကစာရွက်ကိုထုတ်ပြပြီးဒီပုံအကြောင်းကိုလိုက်မေးနေတာဖြစ်ကြောင်း။ဖတ်မှလည်းအဇီဇာကဟတ်ဆန်ကိုဆာရာကိုဘာလို့ဒီလောက်တောင်မုန်းနေရလဲလို့မေးပြီးတော့ဆာရာဟာလူကောင်းတစ်ယောက်ဖြစ်တယ်လို့သူမရဲ့မိဘအရင်းတွေကဘာတူလဲဆိုတာကောမသိရတဲ့အတွက်ဆာရာကိုတနာမိကြောင်းပြောပါတယ်။အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲစိုးရိမ်နေရဖြစ်ကြောင်းသူမရဲ့ဇင်းမြစ်ကိုမသိရတဲ့အတွက်ဖြစ်ပြီးတော့ဒီတစ်ချိန်တော့သူ့စကားကိုနားထောင်ဖို့အတွက်အစည်းအဝေးကိုအမိန်ပေးပါတယ်။မဂျစ်ကမိုက်ခရိုဖုန်းကိုပြင်ဆင်ပြီးဝတ်ပြုစတောင်းတန်တွေကိုစတင်ရွတ်ဆိုလိုက်ရာသူ့ရဲ့အတန်ဟာရွာရွာလုံးကိုပဲ့တင်ထွက်သွားပါတယ်။ဒါမီဟာဘသူကဝတ်ပြုစုတောင်းတန်ရွတ်ဆိုနေရလဲဆိုတာသိလိုက်ရတဲ့အခါတုန်လှုပ်သွားပါတယ်။ဒါအပြင်ဒါမီဟာအမီနာကိုအဲ့ဒီအခန်းထဲမှာအချင်းချထားတာဖြစ်ကြောင်းလည်းပေါ်ပေါက်လာပါတယ်။ဒီနေ့မှာမာဂျစ်ကဘသူဆုံးသွားတာလဲလို့မျိုးသမီးတယောက်ကိုမေးလိုက်ရာသူမကကာရီယိုဖြစ်ကြောင်းပြောပါတယ်။ဘာဖြစ်လို့လဲလို့မေးတဲ့အခါလင်နာကသူ့ကိုကွန်တီလန်နဲ့တက်လိုက်တာလို့ဖြေပါတယ်။နောက်ပိုင်းမှာအဇီဇာကဆာရာစီလာလဲပြီးမနေ့ကဝတ်ပြုစုတောင်းတန်ရွတ်ဆိုတာမာဂျစ်လာလို့မေးပါတယ်။ဆာရာကအတီးပြုတ်ပြီးတော့မာဂျစ်ဟာသူမကိုအမီနာရှာဖို့အတွက်ကူညီပေးတဲ့လူကောင်းတစ်ယောက်ဖြစ်ကြောင်းဝန်ခံပါတယ်။အဇီဇာကအဲ့ဒီလိုလားလို့မေးပြီးတကားဝါမှာတွားထိုင်နေပါတယ်။ဆာရာကလည်းသူမနာတွားထိုင်တဲ့အခါအဇီဇာကဘလို့လဲအဆင်ပြေလားလို့မေးပါတယ်။ဆာရာကလူတွေကိုလိုက်မေးကြည့်ခဲ့ပေမဲ့ဘယ်သူမှအမီနာကိုမသိကြကြောင်းဒါပေမဲ့တစုံတစ်ယောက်ကတော့မှတ်မိလိုက်အောင်မယ်လို့မျှော်လင့်နေကြောင်းပြောပါတယ်။သူမကမနေ့ကလင်နာနဲ့တွေ့ခဲ့ပြီးတော့ကာရီယိုကိုကွန်တီလန်နဲ့တက်လိုက်တာလို့ကြားခဲ့ကြောင်းပြောပါတယ်။အဇီတာကလာတဲ့လမ်းမှာအဲ့ဒီတည်ဆုံမှုတွေအကြောင်းပဲကြားနေရကြောင်းနဲ့နောက်ထပ်တည်ဆုံသူတွေရှိလာနိုင်ကြောင်းအသတိပေးပါတယ်။အဲ့ဒီညမှာလင်နာဟာဒါမီစီကိုတွားပြီးတော့သူမမာချစ်ကိုသဘောကျနေမိကြောင်းဝန်ခံပါတယ်။ဒါမီကအဲ့ဒီကောင်လေးကရွာသားတွေကိုတော့လွှမ်းမိုးနေပြီးသူရောက်လာတဲ့ကလူတွေကသူမကိုမယုံကြည်တော့ကြောင်းပြောပါတယ်။သူမကအမချင်းနဲ့အမြဲတွဲနေတဲ့မိန်းကလေးကိုရောတိလာလို့မေးတဲ့အခါမှာလင်နာကသူမနာမည်ကိုဆာရာဆိုတာလွယ်လို့ဘာမှမသိကြောင်းပြောပါတယ်။ဆာရာကိုရွာကနေထွက်သွားအောင်လုပ်နိုင်ရင်သူမကူညီနိုင်ကြောင်းပြောပါတယ်။နောက်ပိုင်းမှာလင်နာက address စီချင်းကပ်ရာသူကလင်နာဘလောက်လှလဲဆိုတာကိုချီးကျူးပါတယ်။သူမကဆာရာကိုရွာကနေနှင်ထုတ်ဖို့အတွက်ကူညီရမယ်လို့ပြောပြီးတော့ဒါဟာဒါမီရဲ့အမိန့်ဖြစ်ကြောင်းဆိုပါတယ်။အထရစ်ကမာချင်းနဲ့နီးစပ်နေလို့မဟုတ်ပါဘူးနော်လို့မေးလိုက်ရာလင်နာကနှစ်ခုလုံးပဲလို့ဖြေပါတယ်
ဆာရာရောက်လာတဲ့ကရွာကမလုံခြုံတော့ဘူးလို့သူမကထပ်ပြောပါတယ်အက်ဒရစ်ကကူညီဖို့သဘောတူပေမဲ့လင်နာကသူ့ဘေးမှာရှိနေပေးရမယ်ဆိုတဲ့အချက်တစ်ချက်နဲ့သဘောတူပါတယ်ရွာသားတွေအတွက်လင်နာကမတက်တာပဲသဘောတူလိုက်ပြီးအက်ဒရစ်ကထွက်သွားပါတယ်မှလည်းဟတ်ဆန်ရဲ့ရေဒီယိုကရုတ်တရက်အတန်ပြတ်သွားပြီးတော့သူပြန်ညှိနေစင်မှာပဲမိဖို့တဲကမီးတွေဟုံကနေတောက်လာတဲ့အတွက်သူလန့်သွားပါတယ်သူရဲ့ထင်းလင်းစရာအဖြစ်ကွန်တီလန်နက်ကအရှိမရက်နေတာကိုမြင်လိုက်ရပြီးသူအိမ်ထဲကနေထွက်ပြေးခဲ့ရပါတယ်အဲကြောင့်မဲ့ဖွယ်ရရဲတန်းဟာသူ့ရဲ့နောက်ကနေလေထဲမှာပဲ့တင်ထပ်ပြီးကြံရစ်နေပါတယ်အဲ့ဒီချိန်မှာပဲကွန်တီလန်နက်ကအက်ဒရစ်အရှိမရုတ်တရက်ပေါ်လာပြီးသူ့ကိုကြောက်လန့်တုန်လှုပ်သွားစေပါတယ်သူ့ကိုလေထဲမှာမြှောက်ပြီးတော့တစ်ကိုင်းတစ်ခုပေါ်မှာခေါင်းနဲ့စိုက်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်လိုက်ပါတယ်နောက်တနေ့မှာလင်နာဟာအက်ဒရစ်နဲ့ကာရီယိုတို့ဟာကွန်တီလန်နက်ရဲ့တပ်ဖြတ်ခြင်းကိုခံရပြီးပြီလို့ရွာကမလုံုံတော့ကြောင်းကြေညာပါတယ်ဒါမီကဒီလိုဖြစ်ရတာဟာကွန်တီလန်နက်ရဲ့ကလေးဟာရွာထဲမှာနေထိုင်နေလို့ဖြစ်ကြောင်းယုံကြည်တယ်လို့သူမကဆိုပါတယ်အဲဒီနောက်လင်နာကဆာရာကိုလက်ညှိုးထိုးပြီးတော့ဒီမှာသူပဲလို့ပြောပါတယ်ဆာရာကဘာတွေပြောနေရလဲလို့မေးပေမဲ့လင်နာကသူမကိုရွာထဲကနေထွက်သွားဖို့ပြောပါတယ်ဒါပေမဲ့အဇီဇာကကြားဝင်ပြီးဆာရာဟာသူမရဲ့ဆွေမျိုးကိုရှာဖို့ပဲလာတာဖြစ်ကြောင်းပြောပါတယ်ဆာရာကအဇီဇာကိုလူတွေကဘာလို့အက်ဒရစ်နဲ့ကာယူတေတာကိုသူမကြောက်လို့အပြစ်တင်နေကြတာလဲလို့မေးပါတယ်ဇီဇာကလည်းလင်နာဘာကိုဆိုလိုရဲဆိုတာသူမနားမလဲကြောင်းဝန်ခံပါတယ်။ဆာရာကရွာသားတွေသူမကိုမုန်းလာမှစိုးရင်ပြီးတော့ဘော်ရာဆောင်ကိုပြန်ရမလားလို့မေးပေမဲ့ဇီဇာကစိတ်အေးထားဖို့ချော့မော်လိုက်ပါတယ်။အဲဒီညနေမှာဆာရာဟာကိုအန်ကျန်းသာဖတ်နေစဉ်မှာဒေါသထွက်နေတဲ့ရွာသားတစုဝိပုဆောင်စီကိုဥတီလာနေရကိုမသိလိုက်ပါဘူး။မဂျစ်ကတခြားမျိုးသားတယောက်နဲ့အတူသူတို့ကိုတားဖို့ရောက်လာပြီးခင်ဗျားတို့ဒီမှာဘာလို့ဖို့စူးစမ်းနေရလဲလို့မေးပါတယ်။ရွာသားတွေကမဂျစ်ကဒီမှာနေရဖြစ်လို့သူမဘက်ကမပါတင်ကြောင်းပြောပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကဘာပတ္တိမှမရှိဘဲနဲ့အခုလိုမလုပ်ဖို့သူတို့ကိုဖြောင်းပြပါတယ်။မာဂျစ်ကဆာရာအတွက်သူအပြည့်အဝတာဝန်ယူကြောင်းပြောပြီးအဲ့ဒီမျိုးသားကလည်းအခုလိုရုံးရင်းဆန်ကလှုပ်ရှားမှုကြောင်းပြောကလူစုခွဲခိုင်းလိုက်ပါတယ်။ဟတ်ဆန်ကဒါဟာဝဒီရဲ့လက်ချက်ဖြစ်မှတေချာတယ်လို့ဒါမီကိုပြောပြီးတော့အမီနာကိုတပ်ပြရမယ်လို့ဆိုပါတယ်။ဒါမီကသူ့ကိုတပ်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့ဟတ်ဆန်ကအမီနာကိုတပ်ဖို့တွားရှာတဲ့အခါသူမထိုးနေရမှာမရှိတော့တာကိုတွေ့ပြီးမှင်သက်သွားပါတယ်။ဆာရာကစိတ်ပြက်လက်ပြက်နဲ့ဆာရွက်ကိုစုပ်ဖြဲရင်ငွေကျွေးနေပါတယ်။အမောင်ထဲကနေကွန်တီလက်နက်ကသူမကိုစောင့်ကြည့်နေတာကိုသူမမသိပါဘူးဟတ်ဆန်ဟာအမီနာကိုရှာတွေ့သွားပြီးသူမရဲ့လက်ဘင်းမှာဓာတ်နဲ့တိတ်ထားပါတယ်သူမကသူ့ကိုတွန်းထုတ်ပြီးရှင်ဘာတွေထက်လို့ချင်းသေးတာလဲလို့မေးရာသူကသူမလိုလူမျိုးတွေဟာတည်တဲ့နယ်လို့ပြန်ပြောပါတယ်သူမကိုတတ်ဖို့စူးစမ်းစင်မှာပဲကွန်တီလက်နက်ရဲ့ရေတံကပဲ့တင်ထက်လာပြီးသူမကဟတ်ဆန်ရဲ့အရှိမပေါ်လာပါတယ်သူမဘာလို့ချင်တာလဲလို့မေးတဲ့အခါဝဒီကသူဟာသူမရဲ့မိသားစုကိုတက်ခဲ့သူဖြစ်ကြောင်းပြန်ပြောပြပါတယ်သူမကသူ့ကိုရုတ်တရက်ခုံအုပ်ပြီးသူမျက်နှာကအရေကုန်ကိုခွာချက်ကရဲရဲဆက်ဆက်တက်ဖြတ်လိုက်ပါတယ်။ဒီမှာဆာရာကမာချစ်ကိုအကြီးစားကိုမြင်လားလို့မေးပါတယ်။အကြီးစားဒီနေ့ပေါ်မလာတာဖြစ်ကြောင်းပြောတဲ့အခါမှာမာချစ်ကအကြီးစားအဖေဆုံးသွားပြီဖြစ်ကြောင်းတိုးတိုးလေးပြောပြပါတယ်။ဆာရာနဲ့မာချစ်တို့နာယီကိုတက်ရောက်ကြပြီးတော့ဆာရာကအဇီဇာကိုနှစ်သိမ့်ဖို့ကြိုးစားပေမဲ့အဇီဇာကဆာရာကိုကွန်တီလက်နက်ရဲ့ကလေးလိုရုတ်တရက်ခေါ်လိုက်တဲ့အတွက်ကြောင့်ဆာရာထိတ်လန့်သွားပါတယ်။အဲဒီညမှာအမီနာဟာအုတ်ကိုတစ်ခုဘေးမှာငိုကြွေးနေအေးချင်းချင်းအနားယူပါတော့လို့ပြန်ပြောနေပါတယ်။သူမကဝဒီကိုတောင်းပန်ပြီးခွင့်လို့ဖို့တောင်းပန်နေစဉ်မှာဆာရာရောက်လာပြီးတော့ဘာလုပ်နေရလဲလို့မေးပါတယ်။အမီနာကဆာရာကိုဘယ်သူလဲလို့မေးတဲ့အခါဆာရာကသူမဘေးမှာထိုင်ပြီးတော့မိတ်ဆက်ပါတယ်။အမီနာကသူမကိုတောင်းပန်ပြီးသူမရဲ့နာမည်ကိုပြောကဆာရာမိဘတွေဟာဆာရာမွေးကလေးကသူမစီမှာအနံခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဆာရာကသူမရဲ့မိဘတွေဗမာလဲလို့မေးတဲ့အခါအမီနာကဆာရာအမေဟာဒီရွာမှာအလားဆုံးမိန်းကလေးဖြစ်ကြောင်းရှင်းပြပါတယ်။မျိုးသားများစွာကသူမကိုလိုချင်ကြပေမဲ့ဒါမီနဲ့ဟတ်ဆန်တို့နှစ်ဦးလုံးဟာဆာရာအဖေပေါ်နက်နက်ရှိုင်းရှိုင်းရန်ညှိုးထားခဲ့ကြတာပါ။မိကဆာရာအဖေပျော်ရွှင်တာကိုမချိနိုင်ခဲ့သလိုဟတ်ဆန်ကလည်းဆာရာအမေကြောင့်စိတ်ဒဏ်ရာရခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာသူတို့ဟာဆာရာမိဘတွေကိုတပ်ဖြတ်ခဲ့ကြတာပါ။အမီနာကဒီကူဟာဆာရာအမေရဲ့ဂူဖြစ်ကြောင်းပြောပြီးတော့ဝတီကိုထပ်မံတောင်းပန်ပါတယ်။ဆာရာကအမီနာကိုထူပေးပြီးအထဲလိုက်ခဲ့ဖို့ပြောပါတယ်။ဒါပေမဲ့သူတို့လက်ကြည့်လိုက်တဲ့အချိန်မှာပဲဒါမီကသူတို့ရဲ့အနောက်မှာအမှောင်ထဲကနေသားစားတော်တော်တကောင်လုံးတိတ်ဆိတ်ရောက်နေပါတယ်။ဒါပေမဲ့ဝတီတဲရမကဒါမီကိုခုံအုပ်လိုက်ပြီးတော့အယိုးတွေခွဲအပ်သွားတဲ့အထိအတန်နဲ့အတူဒါမီရဲ့မေးရွကိုဖျက်ပစ်ခါတပ်ဖြတ်လိုက်ပါတယ်။နောက်တနေ့မှာမထွက်ခွာခင်ဆာရာကအမီနာကိုကျေးဇူးတင်စကားပြောပါတယ်။သူမဟာအခုဆိုရင်သူမဘာတူလဲဆိုတာကိုတကယ်သိသွားပြီလို့ဆိုပါတယ်။အမီနာကသူမကိုမဆောင်ရှောက်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ဒါပေမဲ့အခုတော့ဆာရာအမေအေးချမ်းချမ်းအနားယူနိုင်ပြီလို့ပြောပါတယ်။သူမကထပ်ရက်ပြီးတော့ဝစ်ပြူဆောင်ထဲကိုပြန်သွားပါတယ်။ဆာရာကသူမဘော်ရာဆောင်ကိုပြန်တော့မယ်လို့ပြောတဲ့အခါအမီနာကဂီယူဆိုင်ဖို့ပြောပါတယ်။အပြန်လမ်းမှာဆာရာကကွန်တီလန်နက်ရဲ့ကလေးဆိုတဲ့ကံကြမ္မာကိုပြောင်းလဲလို့မရပါပဲ။သူမအမေကိုအမြဲတမ်းသတိရနေမှဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ဇလန်မပြီးဆုံးခင်မှာပဲဒါမီရဲ့ဇတိုးဟာတခြားအမျိုးသမီးတယောက်ရဲ့ဇပင်းမှာထိုးထားတာကိုတွေ့လိုက်ရပြီးအဲ့ဒါကအကြီးစားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ညီမကတော့ပြောင်းလဲသွားခဲ့ပြီဆိုပေမဲ့အကြီးစားရဲ့ခေါင်းပေါ်ဇတိုးကတော့နောက်ထပ်ထိတ်လန့်စရာတွေရှိနေအောင်မဲ့သဘောပါပဲ။ခင်ဗျားတို့ကဒီဇက်သိန်းကိုဘယ်လိုမြင်ရလဲ။ကိုပိုင်မြင်လေးတွေကိုကိုမမှာဆွေးနွေးသွားလို့ရပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ကူညီပေးလို့ရပါတယ်။ဗီဒီယိုအသစ်တွေကိုလက်မလွတ်ရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။နောက်ထပ်6ချားစရာဝီကတ်တွေနဲ့အတူမောင်းကန်ပြန်လာခဲ့ပါမယ်ခင်ဗျာ။